နင်ကဘာလုပ်ငန်းတွေ့ကြုံမှမရှိဘဲနဲ့ဘာလို့အချိန်ကလက်စာအများကြီးတောင်းနေလဲ ဘာမှမလုပ်တတ်တော့ပင်ပန်းတာပေါ့မမရဲ့ပင်ပန်းကလက်ကတောင်းတာလေ ဘာမှမလုပ်တဲ့ဘက်နဲ့ဘာကြီးလာတောင်းနေရလိုဟိုင်းနဲ့လာတွေ့နေတယ် ဩအဲ့လိုတော့ထင်မသေးပါနဲ့ပပန်းကဘာမှသာမလုပ်တတ်တာကျွန်တော်ကုန်လိုက်သိပါရဲ့နော်စိတ်ပါရဲ့လေမမအိမ်ထီတော်ထင်းလိုက်ချက်ကျွေးအောင်ပါပြီးတော့လေရုံးမှာမမသိတဲ့ကိစ္စတွေကိုမမခိုင်းမဲနဲ့ဘဖို့ပါတင်ပြီးအောင်ပါ အဲ့လိုကြောက်လဲဘယ်ဆိုးလို့လဲမလိုချင်အောင်လဲအဲ့လိုလိုမျိုးနေ့ပြန်စားပြီးလောက်ဆက်စလို့ရပြီ ဟုတ်ကဲ့မမ ဘဘနင်အလောက်လောက်တာပထမဆုံးနေ့ပဲရှိသေးတယ်ငါခိုင်းရတဲ့ report တွေပါမှာ ဟိုမမလည်းလောကိစ္စခဏထားပါအောင်အခုအရေးကြီးတာလေမမကိုဟိုဘက်ဌာနမတ်ကြတော့ဖွဲ့ရတယ်မမနောက်ကမှဘာအတင်းပြောရဲဆိုတာ ဟမ်ဘာတွေပြောနေကြလို့လဲငါ့ကိုပြောစမ်းမအောင် မမဒီနေ့ဝင်လာတာတဲ့လုံးဝမလိုက်ဖက်ဘူးတဲ့အရင်ရင့်နေလို့ပြောနေကြအဲ့နဲ့ပပန်လေးပြောလိုက်ပါတယ်ရှင်တို့မနာလုံးမဖြစ်ကြနဲ့လို့မမရင့်နေတာမဟုတ်ဘူးရင်းချက်တဲ့အလှမျိုးလေးပပန်ပြောလိုက်တယ် အဲ့လိုလိုက်ပြီးမှာပေါ့အားကြောင့်ငါညို့အလောက်ခံတယ်နေပါဦးဒါနဲ့အလောက်ရောဘာမှမလုပ်ရသေးဘူးလား မမကလည်းပပန်အလုံးမမလုပ်တတ်တာဒါမဲ့လေမမကအထူးသီးသန့်ခေါ်ပြီးဖြောထားပေးရတယ်ပြီးတော့လေမမကမျက်စောင်းထုတ်နေသူမဆုဆော်ထဲမှာတိကျမှထားပေးရတယ် တော်ရဒါမှငါလေဒါဆိုရင်အလုပ်မလုပ်လဲကိစ္စမရှိဘူးငါဘေးနားမှာနေပြီးတော့ဘသူတွေဘာတွေပြောနေလဲဘာတွေနှုတ်နေလဲဆိုတာစောင့်ကြည့်ပေး ဟုတ်မမကူမမကူဟောင်းနေမဟုတ်မမဘေးရရန်သူကအပြည့်ပြချင်းမုန်းပေးဦးပါ